နာကြတယ်ဇယက်ကလေးဆိုလဲကျွန်တော်နှလုံးသားအတွင်းကြည်နူးခဲ့ရပါတယ်တို့အားလုံးသိတယ်ခွဲခွာခြင်းဆိုတာကျန်နေသူတရားအတွက်ပုခက်ခဲရတယ်လာနာကြတယ်ပြန်ထွက်သွားကြတယ်ရေဖြောင်းဖို့အတွက်စွတောင်းပေးရတယ်လက်ကလေးကိုပြပြုံးလေးနဲ့ဘာဘောကမျက်ရည်ကိုသုံးထားတယ်ချိန်တန်တော့လဲဆူတောင်းပေးကြတယ်ရမစုံနိုင်မှန်းတော့သိတယ်ငယ်မောရှင်နဲ့လွမ်းဆူပြီးပြန်နေအော်သင်္ခါရတရားမို့နှုတ်ဆက်ရတာပဲဒါပေမဲ့ကျွန်တော်အတွက်they could la na jade bien twa jade shi pyaung pho twa su taung pe yade la ka le ko pya pyaung le ne ba bo gaပြန်ထွက်သွားကြတယ်ရှိဖြောင်းဖို့အတွက်စွတောင်းပေးရတယ်လက်ကလေးကိုပြပြုံးလေးနဲ့ဘာဘောကမျက်ရည်ကိုတောက်ထားတယ်ချိန်တန်တော့လဲလွမ်းမောခြင်းနဲ့ပဲရှိစိတ်ရတယ်ရှင်နဲ့ပဲခရှိစေရတယ်ကျေးဇူးတင်ပါတယ်